ငါမလို့ရှာခင်မှာပဲဒဏ်ရာရနေတဲ့ဝမ်းလင်ရဲ့စိတ်ထဲမှာမိန်းကလေးတယောက်ရဲ့အတန်ရုတ်တရက်ပေါ်လာတဲ့ဝမ်းလင်မတင်းမာနေနဲ့တော့ခိုင်းကောင်းဆောင်ကိုအမားဝင်ခံလိုက်ချင်းဟန်နဲ့ရွှန်သွေးကိုလည်းလွှဲပေးလိုက်ခိုင်းကောင်းဆောင်ကမင်းကိုကဲဖို့လူတွေချက်ချင်းပို့ပေးမယ်လို့အာမခံထားတဲ့အဲ့ဒီအကျွမ်းတဝင်အတန်ကိုကြားလိုက်တော့ဝမ်းလင်အပြုံးပြုံးနဲ့ပြန်ပြောတဲ့ဆရာမအမငါဘာလို့ထွက်ပြေးလာတယ်ထင်လဲပြီးတော့ချင်းဟန်ကိုပြောလိုက်တဲ့ချင်းဟန်အရှင်ကြီးကိုပြောလိုက်သူကူညီပေးခြင်းရင်ငါရွှန်သွေးကိုပေးမယ်ငါတည်နိုင်တယ်ဒါပေမဲ့ချင်းဟန်ငါရဲ့တပည့်ကိုဒီနေရာမှာမတည်စေရဘူးဒါပေမဲ့ချင်းဟန်နဲ့ငါစကားမဆုံးခင်မှာပဲကောင်းကင်ထဲမှာအနီရောင်လင်းတန်းတစ်ခုရုတ်တရက်ပေါ်လာတဲ့တခဏအတွင်းပဲအဲ့ဒီအနီရောင်လင်းတန်းကမိုးကောင်းကင်ကိုခွဲဖြတ်ပြီးဆင်းကျလာတဲ့အနီရောင်လင်းတန်းကတိုက်ရိုက်9ယောက်မြောက်အကြီးအကဲကောင်းပေါ်ကိုကျလာပြီးသူ့ကိုနာကျင်စေသွားတဲ့9ယောက်မြောက်အကြီးအကဲရဲ့ခန္ဓာကိုယ်ကသွေးနီမီတောက်တွေထွက်လာတဲ့သူထွက်ပြေးခြင်းပေမဲ့အနီရောင်လင်းကသူ့နောက်ကိုထောက်လျှောက်လိုက်နေတယ်အနီရောင်လင်းဖြတ်တန်းသွားတဲ့နေရာတိုင်းကပူလောင်တဲ့ကြောက်ရည်ဖြစ်သွားတဲ့နောက်ဆုံးမှာတော့9ယောက်မြောက်အကြီးအကဲကိုမီးနဲ့တိုက်ရိုက်ပြီးပြာမို့အဖြစ်ပေါ်ဝကူးသွားတယ်ပြီးတော့အနီရောင်လင်းကချက်ချင်းပျောက်သွားတယ်ဘာမှမဖြစ်ခဲ့တယ်လို့ပဲဒီလောက်အားကြီးတဲ့ယွမ်အင်းအဆင့်ပုဂ္ဂိုလ်တော်အလောင်းတော်မကြံပဲပျောက်သွားတယ်အချိန်ထဲမှာပဲမှန်ပုံးအပြင်ဘက်မှာရှိတဲ့ငါကလေဆာမီးကိုပိတ်လိုက်တဲ့ဒီလောက်တောင်အားကြီးတာလားချင်းဟန်မင်းအဆင်ပြေရဲ့လားအဆင်ပြေပါတယ်အရှင်ကြီးနည်းနည်းကြောက်သွားတာပဲရှိတယ်ဒဏ်ရာတော့မရပါဘူးချင်းဟန်ကိုယ်တိုင်ပြောနေတာကိုကြားလိုက်တော့ဝမ်းလင်နားလဲသွားတယ်အဲ့ဒီအရှင်ကြီးကသူ့တပည့်နဲ့ထပ်ပြီးဆက်သွယ်နေပြီဆိုတာချင်းဟန်ရွှန်သွေးဒီစကားကြတော့ချင်းဟန်လင်းမြန်စွာပြောလိုက်တဲ့အရှင်ကြီးငါဆရာကအရှင်ကြီးကိုပူဇော်ခြင်းတဲ့ပစ္စည်းတစ်ခုရှိပါတယ်နာမည်ကရွှန်သွေးပါနောက်မှပြောမယ်အခုမင်းတို့လက်ကျန်တွေရှင်းလင်းလိုက်ဦးအရှင်ကြီးကသူတို့ကိုအရင်စစ်ပွဲပြီးတက်ဖို့ပြောလိုက်တယ်ဒီအချိန်မှာဝူဟန်ကသွားကြည့်ပြီးကောင်းကင်ပေါ်မှာမျက်စိတစ်စုံစောင့်ကြည့်နေတယ်ဆိုတာသိတယ်ဝူဟန်ကတိုက်ရိုက်ချင်းဟန်ရှိကိုလာပြီးဒူးထောက်လိုက်တဲ့မိုးကြိုးကိုင်းကောင်းဆောင်ဒီစစ်ပွဲကိုငါစတင်ခဲ့တာပါတက်ချင်တက်အဖြစ်ပေးခြင်းပေးမင်းဆုံးဖြတ်ပါငါလူတွေကငါအမိန့်နဲ့လိုက်လုပ်ခဲ့တာပဲသူတို့လူသားတွေကိုအမှန်တကယ်မတက်ခဲ့ကြဘူးသူတို့ကိုလွတ်ပေးနိုင်မလားငါသူတို့ကိုမြောက်ဖက်အရန်အေးတဲ့မြေပြင်ထဲကိုပို့မယ်ပြီးတော့ပြန်မလာတော့ဘူးလို့ပြောလိုက်တယ်ငါတို့မျိုးဆက်ဆက်လက်တရှိဖို့ကငါစဉ်းစားနိုင်တဲ့တခုလေးတော့နီလန်ပါခိုင်းတွေအားလုံးအရန်မကျင်တဲ့နေကြပေမဲ့ဝူဟန်ရဲ့အပြုအမူကြောင့်ချက်ချင်းမဆုံးဖြတ်နိုင်ပဲဝမ်းလင်ကိုကြည့်နေကြတယ်